Hey bro ကျွန်တော်တို့ရဲ့ Magic Jack ကိုဆိုရင်တော့ဖြင့်မကြသေးခင်က season တွေကုန် red နေပြန်ကြလာတော့ကြောင့်ကျွန်တော်တို့ red နေပြန်တင်ဖို့ဆိုအခက်အခဲတွေကြုံနေပါသလားကျွန်တော်လို Aspirin 999ကိုအလွယ်ကူလေးပြအောင်ဘယ်လိုဆော့ရမလဲဆိုတာကိုဗီဒီယိုအဆုံးထိလိုက်ပါကြည့်ကြည့်ပေးကြပါဦးကျွန်တော်ကတော့ဆရာချက်ပဲဖြစ်ပါတယ်ဒီမှာဒါမှဆိုရင်ကျွန်တော်တို့စနက်ကြီးအစ်စ်တွေထက်ရောက်တာတွေကွန်မန်ဒါတွေကိုကတ်တွေအပြောင်းလဲတွေများတာမို့လို့ကျွန်တော်ကိုယ်တိုင်ကလေ rank ပြန်တင်ဖို့အတွက်အကောင်းဆုံးကွန်မန်ဒါတွေနဲ့စနက်ကြီးတွေကိုပြန်လိုက်ရှာနေတဲ့ brother တို့လို player တယောက်ပဲဖြစ်ပါတယ် brother တို့ကိုစော့ပြသွားမှာကတော့ fanny commander ပဲဖြစ်ပါတယ် commander power ကတ်တွေကပထမခွေရောင်းပြရနဲ့ရရှိနေရဖြစ်ပါတယ်Fanny ရဲ့ power ကဆိုရင်တော့ဖြင့် commander level 6ရောက်တာနဲ့နောက်ထပ် capacity ထည့်ရမှာပဲဖြစ်ပါမြန်မာလူပြောရရင်တော့နောက်ထပ် hero တစ်ကောင်ထည့်လို့ရတာပဲဖြစ်ပါ Fanny ရဲ့မူလစကေးရဆိုရင်တော့ဖြင့်ကျွန်တော် round 6 round ပြီးရင် hero အပေါ်ထပ်ခွင့်ရမှာဖြစ်ပါတယ်commander ရဲ့ power ကနေတာပေါင်းလိုက်မယ်ဆိုရင်တော့ဖြင့်hero အပေါ်နှစ်ကောင်ထည့်လို့ရမှာပဲဖြစ်ပါတယ်ဆိုတော့သူများရဲ့ထက်ပိုပြီး hero တွေမြန်မာဆဆထည့်လို့ရတဲ့commander ဖြစ်နေတာပေါ့ဗျာဒီ brother တို့အနေနဲ့ Fanny ကိုစော့မယ်ဆိုရင်အားလီမှာတွေးတွေအများကြီးမရောအောင်တော့ထိန်းစော့ပေးဖို့တော့လိုတယ်ဗျအခုကျွန်တော်ဆိုရင် round 24မှာတင် hero အားလုံးပေါင်း10ကောင်ထိထဲဆော့လို့ရနေတာပဲဖြစ်ပါတယ်အခုလိုနေထားမှာကျန်တဲ့ commander တွေထက် hero တွေပိုထဲခွင့်ရနေတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ aspirin 6ကောင်ကိုအားလီမှာတင်လိုက်စုပြီးတော့ထည့်ထားပေးလိုက်ပါတယ်အားလီမှာထိန်းလို့လည်းကောင်းသွားတာပေါ့ဗျာ aspirin 999ထိပါဖြည်းဖြည်းချင်းစုပြီးတော့စော့သွားလို့ရတယ်ပေါ့နော်ဗီဒီယိုလေးကတော့ရှည်နေရမို့လို့မလိုတဲ့နေရာရောကျွန်တော်အမြန်ကြော်ပေးထားခြင်းပဲဖြစ်ပါတယ်ဒါလေးတစ်ချက်ကိုတော့ brother တို့အနေနဲ့တီးခံပေးကြပါဗျအခုဆိုရင်တော့အားလုံးစောင့်မျှော်နေရကျွန်တော်ရဲ့ aspirin 999ပါဆိုရင်တော့အလွယ်လေးပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်ကျွန်တော်ကတော့ clone တွေပဲရတာပဲဖြစ်ပါတယ်ဗဒါနာကိုပဲ3 star တင်လိုက်တယ်ပေါ့ဗျာ Okay ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့တယောက်ချင်းစီအတွက်ကိုကျွန်တော်ကကျေးဇူးတင်ပါတယ်ကျွန်တော်ကို like share လေးနဲ့ကူညီပေးသားကြပါအောင်ဗျအားလုံးနောက်ဗီဒီယိုမှာတွေ့မယ်